စုစုပေါင်းတေဆုံးသူ73ဦးတေဆုံးခဲ့ပါတယ်။နောက်ဆုံးရရှိထားတဲ့အချက်လက်များကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုဟာဟောင်ကောင်ရဲ့ထိုင်ပုံခရိုင်ဝက်ဖူခေါ်လို့ခေါ်တဲ့ဆိုရထောက်ပံ့ထားတဲ့လူနေအိမ်ယာစအုံများမှဖြစ်ပွားခဲ့ပါတယ်။မီးဆန်းလောင်တဲ့အချိန်ကညနေ2:57နာရီမှာဆန်းလောင်ခဲ့ပါတယ်။မီးလောင်မှုအချိန်တော်ပြင်းမှာပဲ level 5အဆင့်ထိတိုးမြင့်သတ်မှတ်ခဲ့ပါတယ်။ level 5ဟာဟောင်ကောင်ရဲ့အမြင့်ဆုံးအရေးပေါ်အခြေအနေဆက်ဖြစ်ပြီး18နှစ်တွင်ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။အထိုင်မြင့်တဲ့အိမ်တွေကပြန်လည်မောမှန်တွေလှုပ်ဆောင်နေတာကြောင့်အဆောင်အအပြင်ဘက်ကိုဝါခင်းများနဲ့ဆောင်းလောက်ရေးပိုက်ကွင်းတွေနဲ့ကာယံထားတာဖြစ်ပါတယ်။ဒီမီးဟာဒီဝါညင်းစင်တွေနဲ့ပိုက်ကော့တွေကနေတစ်ဆက်ထပ်30ထပ်ရှိတဲ့တိုက်တာများစွာအပေါ်ကိုအလွန်လေးမြန်စွာကူးစက်ပြတ်ပွားသွားခဲ့တာဖြစ်ပါတယ်။ညဘက်အထိမီးကိုဆက်လက်ငြိမ့်သက်နေစေဖြစ်ပြီးမီးတချို့ကတော့တိုက်ခန်းတွေအတွင်းမှာဆက်လက်လောင်ကျွမ်းနေသေးတယ်လို့သိရပါတယ်။ဒီထိခိုက်မှုနဲ့တေဆုံးမှုစရင်ညနေ8:15နာရီခန့်ချက်လက်များအရာတေဆုံးသူစုစုပေါင်းအနည်းဆုံး73ဦးတေဆုံးခဲ့ပါတယ်။ဒီထဲမှာမှဟိုဝိုင်ဟိုအမည်ရှိတဲ့မိသက်သမားတဦးလည်းပါဝင်ပါတယ်။ဒဏ်ရာရသူ15ဦးရရှိခဲ့ပြီး2ဦးကတော့အခြေအနေဆိုးရင်နေရဆဲဖြစ်ပါတယ်။အာနာပိုင်တွေကစောင်းအောင်တွင်းမှာပိတ်မိနေနိုင်တဲ့လူဦးရေအတွက်ကိုတိကျဆက်ဆဲနေဆဲဖြစ်ပြီးတေဆိုးသူအရေးအတွက်ထပ်မံတိုးလာနိုင်တယ်လို့ဆိုရမှုတွေရှိပါတယ်။အခုလက်ရှိချိန်မှာတော့မိညိတ်သက်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်ခင်ဗျာ။တန်ရှိတဲ့သတင်းများကိုနောက်ဗီဒီယိုမှာကျွန်တော်ဆက်လက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေများအားလုံး subscribe လေးလုပ်ထားပေးကြပါလို့မြတ်တရက်ခံပါတယ်ခင်ဗျာ။